Saudi Arabia ကလပ်အဟီလန်နဲ့အီတလီစီးရီးကလပ်အင်တာမီလန်တို့ကစိတ်ဝင်စားလာတဲ့ဂါဘရီယယ်မာတင်နယ်လီနဲ့ဟူလီယန်အဗာရက်တဲ့အဖြစ်ဖြစ်နီးစပ်မှုရှိလာတဲ့အာဆင်နယ်အားလုံးမင်္ဂလာပါမိုင်းတင်မိုင်းဗျူ Facebook နဲ့ YouTube Channel နဲ့ကျွန်တော်အာဆင်နယ်ညီကိုပေးတဲ့များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနက်ခင်းမှာကြားထားတဲ့သတင်းအချို့ရှိပါတယ်ဒီသတင်းတွေရဲ့ဖော်ပြထားတဲ့သူတွေကကျွန်တော်တို့သတင်းနောက် David Ornstein နောက် The Standard New Football နောက်တစ်ခုကတော့သတင်းနောက် David Chill စတဲ့သတင်းသမားတွေဖော်ပြထားတဲ့သတင်းတွေကိုကျွန်တော်စုစည်းဖော်ပြပေးသွားခြင်းပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကျွန်တော် Gabriel Martinelli ကြောင်းနဲ့ကျွန်တော်စလိုက်ကြအောင်သတင်းကို David Ornstein ကဖော်ပြထားတာပါသူ့ရဲ့အသွားလာရဘယ်လိုရှိလဲဆိုရင်အဟီလေအသင်းကအာဆင်နယ်အသင်းရဲ့ဘရာဇီးတောင်ပိုင်းကားသမားအသက်25နှစ်ရဲ့ဂါဘရီယယ်မာတင်နယ်လီကိုခေါ်ယူဖို့စိတ်ဝင်စားလာတယ်ဆိုပြီးတော့ဖော်ပြလာပါတယ်အာဆင်နယ်အသင်းကလည်းကားသမားကိုပြောင်းရွှေ့ကြီးပေါင်တန်း60တတ်မှတ်ထားပြီးတော့ကားသမားအတွက်ပြောင်းရွှေ့ဆွေးနွေးမှုတွေကိုအသင်းအသင်းကြားနောက်ကွယ်မှာဆွေးနွေးနေကြပြီးစတင်ဆွေးနွေးနေကြဆိုပြီးတော့ David Ornstein ကဖော်ပြလာပါတယ်ဆိုတော့သတင်းသွားလာရတော့တော့ပါပဲဆိုတော့ဒါကိုကျွန်တော်တို့အနေငယ်ကျွန်တော်သုံးသပ်ကြည့်လိုက်အောင်ဒီအဒီမှာကျွန်တော်အာဆင်နယ်အသင်းကဂါဘရီယယ်မာတင်နယ်လီကိုရောင်းထုတ်ဖို့စူးစမ်းနေတာကျွန်တော်တို့ပိတ်သက်တွေအားလုံးလည်းအသိပါပဲဂါမာကိုဖိအားပေးတာမျိုးရှိတယ်နော်ဂါမာကိုနှစ်ပွဲစက်တိုက်လူစင်းကနေခြံလက်တယ်နော်အသင်းလူစင်းထဲမှာမထည့်ဘူးပေါ်ထုတ်ကမပေးဘူးဒါမျိုးတွေကျွန်တော်တို့အာဆင်နယ်အသင်းဘက်ကလောက်ထားတာမျိုးရှိတယ်ဒါကအပြောင်းအရွှေ့မှာရောင်းထုတ်ခြင်းလို့လားဒါမှမဟုတ်နီးစနစ်ပိုင်းရာဆိုတာတော့ကျွန်တော်လည်းသိချာမသိဘူးဒါပေမဲ့ဂါမာဘက်ကတော့သူ့ဘော်ဒီလိုဆက်ဆက်တာကိုဂါမာဘက်ကစိတ်မကောင်းဖြစ်နေတယ်ပြီးတော့ဒီကိစ္စကိုကျွန်တော်အသင်းရဲ့ဂန်ဝင်ဂါမာကြီးအီရန်ရဲ့ကလည်းပေါ်ပေါ်တင်းတင်းဝေဖန်ထားတိုင်းမျိုးရှိတယ်ဆိုတော့တိတ်မကြခင်မှာပဲ Saudi Arabia Club အဟီလေကဂါမာကိုခေါ်ယူဖို့စိတ်ဝင်စားလာတယ်ဆိုပြီးတော့သတင်းတွေတက်လာပါတယ်ပြောင်းရွှေ့ကြီးကပေါင်တန်း60လိုချင်တယ် Saudi Club တွေဖြစ်တဲ့အတွက်ကြောင့်မလို့ငွေကြီးကတော့အဓိကပြဿနာမရှိဘူးဒါပေမဲ့လည်းအာဆင်နယ်အသင်းကမ်းလှမ်းတဲ့ကြေးကိုသူတို့ဘက်ကဂါသမားနဲ့ထိုက်တန်မှုရှိမရှိပေးနိုင်မပေးနိုင်ဆိုတာကတော့စဉ်းစားဖို့လိုအပ်လာပါတယ်ဂါဘရီယယ်မာတင်နယ်လီကပြီးခဲ့တဲ့ရာသီမှာအာဆင်နယ်အသင်းအတွက်ပွဲကစားခဲ့ပုံမှန်မရခဲ့ဘူးဆိုရင်တော့မှပဲလိုအပ်နေတဲ့သွင်းကိုတချို့နဲ့ဖန်တီးမှုတချို့ကိုလုံနိုင်ခဲ့တဲ့သူပါကျွန်တော်ရှေ့2023-24ရာသီကြီးကြည့်မယ်ဆိုရင်တော့ဂါဘရီယယ်မာတင်နယ်လီရဲ့အကောင်းဆုံးပုံစံတွေကိုမြင်ရမှာဖြစ်ပြီးတော့သွင်းကိုပါဝင်ပတ်သက်မှုတွေ15ချိန်နဲ့ထက်လုံနိုင်ခဲ့တဲ့ကစားမတစ်ယောက်လည်းဖြစ်ပါတယ်ဆိုတော့ဒီခေတ်မှာဒီ transfer မှာတရားဒီလုံးနေမှာသွင်းကို2ဂိုးလောက်ပဲသွင်းနေတဲ့ကစားသမားကိုယူရိုတန်း100နီးပါးပေါင်85တန်းလောက်ပေးပြီးတော့ခေါ်နေရတဲ့အချိန်မှာဂါဘရီယယ်မာတင်နယ်လီလို EPM proven လည်းဖြစ်ပြီးသားအင်္ဂလန်ပရီးမီးယားလိမှာသူဘာကောင်းလဲဆိုတော့တက်ပြထားပြီးသားဒီလိုကစားသမားတစ်ယောက်ကိုပေါင်တန်း60ဆိုတာကအာဆင်နယ်အသင်းဘက်ကကြည့်မယ်ဆိုရင်လည်းထိုက်တဲ့ပြောင်းရွှေ့ကြီးပါ Saudi Arabia Club ကကြည့်မယ်ဆိုရင်လည်းဒီပြောင်းရွှေ့ကြီးကသူတို့အတွက်ကတော့ပြဿနာမရှိဘူးဒါပေမဲ့သူတို့တကယ်လိုချင်ရှိမရှိဂါဘရီယယ်မာတင်နယ်လီက Saudi Arabia Club မှာတွားပြီးကစားခြင်းတွေရှိမရှိရတာအဓိကမူတည်နေတာပါဒါကြောင့်မို့လို့လေကစားသမားကိုအာဆင်နယ်အသင်းဘက်ကလူတွေကဖြောင်းဖြတ်နေရမျိုးလည်းရှိတယ်တစ်ဆက်တည်းမှာပဲကလပ်တင်တဲ့တင်ကြရလဲနောက်ကမှာတရိုက်စကားပြောဆိုမှုတွေလုပ်နေပြီးတော့အခြေအနေကအများကြီးတိုးတက်လာနေပြီဆိုပြီးတော့ David Ornstein ကဖော်ပြလာပါတယ်ဆိုတော့ကျွန်တော်အာဆင်နယ်ပြည်သက်တွေဘယ်လိုထင်လဲကျွန်တော်တို့ချစ်လာပါတယ်ဆိုတော့ဂါဘီအငယ်ကောင်းဒီနေရာဒီမှာအသင်းကနေတကယ်ပဲထွက်ခွာသွားတော့မလားဆိုတာအားလုံးပဲဆွေးနွေးသုံးသပ်ပေးကြပါအောင်ဒုတိယမြောက်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်တို့ဟူလီယန်အဗာရက်ပါတပုတ်ဦးလိုဖြစ်နေတာပေါ့နော်အချိန်တိုင်းဒီကိုပဲရောက်လာမယ်ရှုပ်ထွေးနေတယ်သူတို့ကဘလို့လဲဟိုကစားမဟိုသွားခြင်းတယ်ကလပ်ကမင်းကိုမရောင်းဘူးသွားခြင်းဟိုဘက်ချောင်းကိုသွားကစားမအဲ့ဘက်ချောင်းကိုမသွားခြင်းဘူးဒါမျိုးတွေဖြစ်နေရှုပ်ရှက်တွေခတ်နေရဆိုတော့ကြတော့အခုဒီသတင်းကို Standard New နဲ့ David Chill ကဖော်ပြလာတယ်ဖော်ပြလာတယ်ဆိုတဲ့အထက်မှာဘယ်လိုဖော်ပြလာလဲဆိုတော့ဘာစီလိုနာတင်းကကစားမကိုခေါ်ယူဖို့မခေါ်ယူဖို့တေချာသွားပြီဆိုတဲ့နောက်ပိုင်းမှာကစားမဘက်ကလည်းဘာစီလိုနာကိုပြောင်းဝင်မရှိတော့ဘူးဆိုတော့ပြီးတော့တေချာပေါ့နားလဲသွားတဲ့အချိန်မှာတော့နောက်ဆုံးအနေနဲ့အာဆင်နယ်တင်းဘက်ကိုပြောင်းရှိဖို့စဉ်းစားလာနိုင်တယ်ဆိုပြီးတော့သတင်းတွေမှာဖော်ပြလာပါတယ်အက်တလက်တီကိုမတ်ဒရစ်အသင်းကလည်းဘာစီလိုနာကိုတော့မရောင်းဘူးကစားမကိုလည်းရောင်းဖို့တော့ဆန္ဒမရှိဘူးဒါပေမဲ့ကစားမကမနေချင်တော့လို့ထွက်မယ်ဆိုရင်တော့မင်းကိုရောင်းချပေးမယ်ဒါပေမဲ့သူ့ပြည်တွင်းကလပ်ကတော့မရောင်းနိုင်ဘူးဆိုပြီးတော့ကစားမဘက်ကိုအတီးပေးထားတယ်ဒါတွေကျွန်တော်တို့အားလုံးသိပြီးသားအခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေကဘယ်လိုလဲဆိုတော့အန်ဒရီဘာတာနဲ့အက်တလက်တီကိုမတ်ဒရစ်အသင်းရဲ့တာဝန်ရှိသူတွေကနောက်ကမှတိတ်တိစိတ်စတင်ဆွေးနွေးနေပြီးတော့
အန်ဒရီဘာတာပါဝင်နီးပြမီခေအာဒီတာကကစားသမားကိုတိုက်ရိုက်ဖုံးခုတ်ဆုံးမှုတွေပြုလုပ်ပြီးတော့အာဆင်နယ်ဘက်ကိုလာကြည့်အောင်အာဆင်နယ်မှာလာကစားကြအောင်လို့စီယုံသွင်းသွင်းမှုတွေပြုလုပ်နေပြီဆိုပြီးတော့သတင်းတွေမှာဖော်ပြလာပါတယ်တချို့သတင်းမှာဆိုရင်တိတ်တော့ reliable မဖြစ်ဘူးနော်အာဆင်နယ် extra news ကဖော်ပြတဲ့သတင်းမှာဆိုရင်အာဆင်နယ်အသင်းရဲ့ပိုင်ရှင် George Cronky ကိုယ်တိုင်စပိန်ကိုသွားပြီးတော့အက်တလက်တီကိုမဒရစ်အသင်းရဲ့ပိုင်ရှင်နဲ့ပိုင်ရှင်နှစ်ယောက်ဒီပြောင်းရွှေ့တဲ့ဓာတ်ရိုက်စကားပြောနေပြီဆိုတာမျိုးတွေတော့မှပဲကျွန်တော်ကြားသိထားရတယ်တိတ်တော့အဒီပြုနိုင်ခြင်းမရှိဘူးတိတ်တော့လည်းယုံနိုင်ရတော့မရှိဘူးပေါ့လေဒီကိစ္စကအန်ဒရီဘာတာတို့တဲ့ထက်ကစားကွက်အန်ဒရီဘာတာတို့ပဲတေချာကစားပါလိမ့်မယ်အသင်းပိုင်ရှင်တွေပါဝင်လာရတဲ့အထိကြီးမားတဲ့အပြောင်းရွှေ့တစ်ခုတော့မဟုတ်ဘူးဒါပေမဲ့အာဆင်နယ်အသင်းကတော့ကျွန်တော်ဒီຫນွေရာသီမှာအသင်းရဲ့တိုက်စစ်ပိုင်းကိုမြင့်နေသွားခြင်းနေတာကျွန်တော်အားလုံးလည်းအသိပဲလိုအပ်တဲ့ငွေကြေးကိုလည်းအသင်းပိုင်ရှင်တွေကထုတ်ပေးထားတယ်အသင်းကိုတိုးတက်မှုရှိမယ်အသင်းအတွက်လုံးဝအောင်မြင်မှုလမ်းကြောင်းအောင်နောက်တစ်ဆင့်ကိုပို့ပေးနိုင်မှာကစားမှဆိုရင်ငွေကိုပုံပေးထားတယ်ကြိုက်တဲ့လောက်သုံး FFP စီးမြင့်နဲ့ကျွန်တော်မှပြဿနာမရှိဘူးကျွန်တော်ပြီးရတဲ့ရာကြီးကဝင်ငွေအများကြီးဝင်ထားတာဖြစ်တဲ့ကြောင့်မလို့ FFP စီးမြင့်နဲ့မှာကျွန်တော်ကအကန့်အသတ်နဲ့3ရတဲ့အသင်းတော့မဟုတ်ဘူးဆိုတော့ဂါမားကိုအက်တလက်တီကိုမိတဲ့တောင်းဆိုရတဲ့ကြီးကယူရိုတန်120လောက်ရရင်လက်လွတ်သွားမယ်ဒီနေရာမှာသတင်းတွေဖော်ပြတာဆိုရင်အာဆင်နယ်တင်းကဗီတာယောကိုရက်ကိုပါအလိုက်ပေးပြီးတော့ပေါင်85တန်း plus ဗီတာယောကိုရက်နဲ့ကန်လန်သွားနိုင်တယ်ဆိုတာမျိုးတွေတော့မှဖော်ပြလာပါတယ်ဒါကတော့နည်းနည်းကျွန်တော်အနေနဲ့တော့ဖြစ်နိုင်နေတယ်လို့ထင်မိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့နီးပြအတီတဲ့ကိုယ်တိုင်ကဗီတာယောကိုရက်ဒီယာဒီမှာအာဆင်နယ်တင်းမှာဆက်ရှိမယ်ဆိုပြီးတော့ပြောကြားထားတာမျိုးရှိတယ်ဒါပေမဲ့လည်းဒီကစားသမားက Everett ကညီပြအာဒီတာကြိုက်တဲ့ကစားသမားသူကိုယ်တိုင်လိုချင်တဲ့အသင်းကို request လုပ်ပြီးတောင်းဆိုရတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ Everett တို့ကသာဒီလိုအခြေအနေမျိုးနဲ့ DJ နဲ့ Yakuret ကိုပေးပြီးတော့ရနိုင်မယ်ဆိုရင်ညီပြအာဒီတာကလည်းဒီပြောင်းရွှေ့ကိုခေါင်းငိမ့်လိုက်နိုင်တယ်ဆိုတော့ကစားသမားဘက်ကတော့သူ့ရဲ့စိတ်ဆန္ဒအရဘာစီလိုနာဆိုတာလုံးဝဘာစီလိုနာမှဘာစီလိုနာပဲဒါပေမဲ့နောက်ဆုံးမှာဘာစီလိုနာတော့မဖြစ်နိုင်တော့ဘူးဆိုရင်အာဆင်နယ်ကိုပြောင်းဖို့သူစဉ်းစားလာမယ်ဆိုပြီးတော့လေသံထွက်လာတယ်ဒီအကြောင်းကိုစဉ်းစားကြည့်မှဆိုဒါကတော်တော်လေးကိုကျွန်တော်တို့ကစိတ်ကတိကောင်းဖြစ်เสียကိစ္စမျိုးပါကျွန်တော်တို့အာဆင်နယ်အသင်းကနောက်ဆုံးရွေးချယ်စရာမရှိမှငါအာဆင်နယ်ကိုသွားကစားမယ်ဆိုတော့စဉ်းစားရမယ်ကလပ်အနေနဲ့မျိုးမဟုတ်ပါဘူးဒါကိုသမားဘက်ကရှင်းရှင်းလင်းလင်းသိဖို့လိုတယ်ကျွန်တော်တို့အာဆင်နယ်ပိတ်သက်တွေရဲ့စိတ်ခံစားရအရာဆိုရင်တော့မင်းလာမနေနဲ့တော့ငါတို့မာတင်နယ်လီကိုဆက်ထားပြီးတော့ကျွန်တော်တို့ခရစ်စတိုဇော်လစ်ကိုပဲ first line ရပေးမယ်မာတင်နယ်လီလိုကစားမျိုးကဒုတိယနေရာနေရလို့လဲကွန်ပလိန်တက်မဲ့ကစားမျိုးမဟုတ်ဘူးကျွန်တော်တို့သိပြီးသားဒီကလပ်ကသူ့ကလပ်သူ့အသင်းသူ့ရဲ့အိမ်လိုဖြစ်နေတယ်ဆိုတာကိုပြီးခဲ့နေတဲ့ရက်သူတောက်ချောက်ပြောပြီးသားစာချုပ်သေးချုပ်ဖို့ဆိုရင်တော့ဘောမင်းတစ်ချောင်းပဲပြီးကျန်တဲ့ကိစ္စမလို့ဘူးကျွန်တော်ချက်ချင်းလက်မှတ်ထုတ်မှဆိုတဲ့ကားမှမျိုးဒီလောက်ဒီအာဆင်နယ်အသင်းကိုချစ်တဲ့ကစားမှမျိုးဒီရာသီမှာရောင်းထုတ်ဖို့သတင်းတွေထွက်နေတယ်ကျွန်တော်တို့လည်းအငယ်ကောင်တကယ်ပဲထွက်သွားမလားဒါမှအငယ်ကောင်ကိုလည်းအာဆင်နယ်အသင်းကဒီအပြောင်းရွှေ့တဲ့စိတ်တွေပိုင်းမှာထည့်ပြီးတော့သုံးနိုင်တယ်ဆိုပြီးတော့တချို့သတင်းတွေမှာဖော်ပြထားတာမျိုးရှိတယ်ပီတာယောဂရက်နက်ဂါဗရီယယ်မာတင်လီနှစ်ယောက်တည်းတစ်ယောက်ကိုဒီဘောင်းရွှေ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်အသုံးချသွားနိုင်တယ်ဆိုပြီးတော့လည်းသတင်းတွေမှာဖော်ပြလာပါတယ်ဆိုတော့အပေါင်းရှိလက်ကြံကတိတ်မရှိတော့ပါဘူးအနည်းဆုံးတစ်ပတ်လောက်ပဲကြံမှာတော့တယ်ရက်ပိုင်းတချို့လောက်ရှိတော့မယ်ဆိုတော့အာဆင်နယ်ကဒီရက်ဒီမှာအတိုက်စစ်ပိုင်းကိုတေချာပေါက်ဖြစ်မယ်ဒါကြောင့်မို့လို့အဲ့စစ်ကမ်းမတရားကိုအသေးအတန်ကြိုးပမ်းနေတယ်ကျွန်တော်အားလုံးအသိပဲဆိုတော့ဟူလီယန်အဲဗာတဲ့အာဆင်နယ်ကိုတကယ်ပဲရောက်လာနိုင်ကြီးရှိလားမရှိလားဆက်လက်စောင့်ကြည့်သွားမှာပါပြီးတော့ကျွန်တော်မေးတော့မလို့တခုပြောရရှိသေးတယ်အင်တာမီလန်အသင်းကလည်းဂါဗရီယယ်မာတင်နယ်လီကိုခေါ်ဖို့စိတ်ဝင်စားတယ်ယူရိုတန်း60လောက်နဲ့ခေါ်ခြင်းနဲ့အင်တာမီလန်အသင်းရဲ့ညီပြခရစ်စတီယန်ချီဘူးကကစားမကိုသဘောကျတယ်သူတို့အသင်းရဲ့တိုက်စစ်ပံကိုမြင့်နေသွားခြင်းနေတယ်အသင်းညာဓာတ်ရိုက်ဆွေးနွေးမှုပြုလုပ်ပြီးတော့ခေါ်ယူလို့ရမယ်ဆိုရင်ဒီပေါင်းရွှေ့ခြင်းနဲ့ခေါ်ယူလို့ရမယ်အာဆင်နယ်အသင်းကလည်းဒီယူရိုတန်း60ကိုလက်ခံမယ်ဆိုရင်အပေါင်းရွှေ့ရဖြစ်လာနိုင်တယ်အေဟီလီကလည်းစိတ်ဝင်စားတယ်အင်တာမီလန်ကလည်းစိတ်ဝင်စားတယ်အာဆင်နယ်အသင်းအနေနဲ့ကတော့သူတို့လိုချင်တဲ့ပြောင်းရွှေ့ခြင်းပေးတဲ့အသင်းကိုပဲရောင်းချသွားမယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့အငယ်ကောင်ဒီနေရာဒီမှာတကယ်ပဲထွက်ခွာသွားနိုင်လားဟူလီယန်အဲဗာရက်အပြောင်းရွှေ့ရဲ့နောက်ဆုံးအချိန်တွေနောက်ဆုံးရက်ပိုင်းရောက်မှကျွန်တော်အာဆင်နယ်အသင်းကိုရောက်လာမှာဆိုတော့ဆက်လက်အဆောင်ကြည့်သွားမှာပါကြည့်ရှုအားပေးခဲ့တဲ့ကျွန်တော်အာဆင်နယ်ညီကိုပိတ်သက်များအားလုံးကိုကျေးဇူးမိုက်တင်ပါတယ်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးပါ